Hello အားလုံးမင်္ဂလာပါဒီနေ့တော့အီရန်အရေးမှာအီရန်နဲ့အမေရိကန်အရေးမှာသမ္မတထရမ့်ကတရုတ်နဲ့ရုရှားကိုတီးပေးလိုက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ပြချင်ပါတယ်အီရန်အရေးမှာရုရှားနဲ့တရုတ်ကိုထိပ်တိုက်တီးပေးလိုက်တဲ့သမ္မတထရမ့်ပေါ့အမေရိကန်သမ္မတထရမ့်ပေါ့ဆိုတော့ဒီအကြောင်းအရာတွေပတ်သက်ပုံစံလေးနဲ့ဆွေးနွေးတင်ပြချင်တယ်အားလုံးမင်္ဂလာပါနော်ကမ္ဘာနိုင်ငံရေးအခြေအနေကနေ့စဉ်ပြောင်းလဲနေပြီးအရှိလေပိုင်းဒေသရဲတင်းမှမှုကလည်းပုံမှန်မြင့်တက်နေပါတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့အီရန်နဲ့အမေရိကန်ရဲ့စစ်ပွဲကနေဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကကမ္ဘာတစ်ခုလုံးအတွက်ကမ္ဘာအရေးဖြစ်လာတယ်ကမ္ဘာမှာရှိတဲ့ကျွန်တော်တို့ခြေလေပိုင်းအပြဿနာကကမ္ဘာမှာရှိတဲ့သူတွေအားလုံးအတွက်တက်ရောက်မှုဖြစ်နေတယ်အဲ့ဒီကိစ္စကတော်လေးအားလုံးကလည်းကျွန်တော်တို့ရင်ဆိုင်ခံစားနေရတယ်နိုင်ငံကပညာရှင်တွေကလည်းစောင့်ကြည့်နေကြဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတရုတ်နဲ့ရုရှားတို့အနေနဲ့အီရန်ကိုလက်နဲ့ရောင်းချတာစီရေးထောက်ပံ့တာမျိုးမလုပ်ဖို့ပြင်းပြင်းထန်ထန်တတိပေးလိုက်ပါတယ်ဒါကတော်ကိုပြင်းထန်တဲ့တတိပေးချက်ဖြစ်တဲ့ထရမ့်ရဲ့ပြောကြားချက်အရတရုတ်သမ္မတနဲ့တရုတ်သမ္မတရှီကျင်းဖြစ်တဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ကအီရန်ကိုလက်နဲ့မရောင်းချဖို့သူတို့ကိုအာမခံထားကြောင်းပြောဆိုခဲ့ပါတယ်ဒါပေမဲ့အမေရိကန်အနေနဲ့ဒီကိစ္စကိုအနီးကပ်ဆောင်ကြည့်နေတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအနီးကပ်ဆောင်ကြည့်စီရေးထောက်ပံ့မှုတစ်စုံတစ်ရာပေါက်လာမှာကိုပြင်းထန်တဲ့အကျိုးဆက်တွေရင်ဆိုင်ခံစားရမယ်ဆိုမှသမ္မတထရမ့်ကဒါတတိပေးထားတာရှိပါလား။လက်ရှိချင်းထိတဲ့တရုတ်ဒါမှမဟုတ်ရုရှားတို့ကဒီပြုထားတဲ့ဒီအီရန်ကိုလက်နဲ့ခရန်ထောက်ပံ့တဲ့ဒီဆိုတဲ့ဒီပြုထားချက်တော့မတက်သေးမရှိသေးပါဘူး။ဒါကြောင့်ဒီချက်ကိုတိကျတည်ပြုနိုင်တဲ့တဲ့အရေးကြီးလို့ယူဆဖို့တော့တော်တော်လေးစံကြည့်ရမယ်အခြေအနေတစ်ခုမှဖြစ်နေတယ်။နိုင်ငံရေးနဲ့လေလာသူများကတော့တတိပိချက်ဟာအီရန်နိုင်ငံဒီရည်ရတာပေါ့။အရှိလေပိုင်းဒေသမှာအာဏာချင်းကိုရှာအပြောင်းလဲစေဖို့တဲ့မဟာဗျူဟာအချက်ပြမှုတစ်ခုအဖြစ်ရှုမြင်ပြီးမှတောင်းတနေကြပါတယ်။တရုတ်ကအီရန်ရဲ့အရေးကြီးတဲ့စီးပွားရေးမိတ်ဖက်ဖြစ်တယ်လို့ရုရှားကလည်းစီးရေးနဲ့နေပညာပိုင်းမှာနေကတဲ့ဆက်ဆံရေးတွေရှိနေတယ်။အမေရိကန်ကတော့အီရန်ရဲ့စစ်ရေးဆွေးနွေးမှုပုံမှန်တိုးတက်လာခြင်းကိုတော့တာရှီဟန်တာဖို့ရန်အတွက်အမေရိကန်ရဲ့ရွေးချယ်ဖြစ်တယ်။ဒါကြောင့်အီရန်အရေးဟာဒေသတွင်းပြည်ပခါတစ်ခုတော့မဟုတ်ပဲအမေရိကန်တရုတ်ရုရှားတို့ကြားမှာကမ္ဘာမဟာဗျူဟာရှင်ပြန်မှုရဲ့အရေးပါတဲ့တပ်ကွန်တစ်ခုဖြစ်နေတယ်။အဲဒါကြောင့်ဒီအခြေအနေတွေကိုဘယ်လိုပြောင်းလဲရှိလာမလဲဆိုတာကတော့ဆက်လက်ကျွန်တော်တို့ရစမ်းကြည့်ရမယ့်အခြေအနေပဲရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်